ဩဇာတီစားပြမလို့အစိလုံးဝမပါခြံထဲကတီးတာနောက်ဆုံးလက်ကြံလေးပါအစိမပါဘူးတော့မဟုတ်3စီးလောက်ပါတယ်ရတာကတော့တကြားဖြတ်တဲ့သူတွေမစားသင့်ပါဘူးတကြားလိုပဲရမ်းချို့တယ်စီးချိုသမားတွေလည်းအစင်မပြေပါဘူး2ကော်လောက်စားလိုက်တယ်စီးချိုစောင့်တက်သွားလိမ့်မယ်သူကရိုးရိုးဩဇာလိုမျိုးလေအမွာတွေမဟုတ်ပဲနဲ့အနှစ်တွေလိုမျိုးဖြစ်ရမ်းချိုတော့တလုံးထဲနဲ့နေပင်ရောက်သွားမှာပုံမှန်ဆိုရင်ရိုးရိုးဩဇာတီးဆိုရင်လေတစ်ခါစားရင်5လုံး6လုံးစားရတယ်အဲ့လောက်မှတင်းတိမ်တာပေါ့အခုဒါကတော့တလုံးနဲ့အသီးတော့ကြားတာပါရှင်ကျေးဇူးပါ